ဟိုနေ့တော့ကျွန်တော်တငယ်ချင်းလှမ်းမိတယ်အင်္ဂလိပ်လိုအားနာတာကိုဘယ်လိုပြောလဲတဲ့အားလည်းကျွန်တော်လည်းအခုဒီဆရာမပြောတဲ့အတိုင်းကျွန်တော်သူ့ကိုအဲ့ဒါလေးပို့ပေးလိုက်တယ် I feel bad ငါအားနာလိုက်တာဟဲ့ငါစိတ်ထဲကတမျိုးကြီးပဲမကောင်းသလိုကြီးခံစားနေရတယ် ကျွန်တော်ဒီနေရာမှာနည်းနည်းလောက်ထပ်ပြီးတော့ဖြည့်ပြီးတော့ပြောပြရစေကျွန်တော်တို့ I feel bad လို့ထွေတိုင်းတိမ့်ကြုံပြီးတော့ကျွန်တော်အားနာလို့မရအောင်သူကအခြေအနေပေါ်မူတည်ပြီးတော့အထိပ္ပယ်လေးတွေနည်းနည်းလေးတွေပြောင်းသွားပါတယ်ဒါဆိုရင် I feel bad ဆိုတာဘာတော့ Never did I feel bad သူကဘာနဲ့အလားတန်တူတယ်လဲဆိုတော့ I feel sorry for someone တစုံတစ်ယောက်အတွက်စိတ်မကောင်းဖြစ်တာ My friend said her visa got denied I feel bad for her ဟောငါတကယ်ကြင်ငါ့ကိုပြောတယ်သူ visa က deny လုပ်ခံရတယ်ဒါမှမဟုတ်ပါလဲဆိုသူမအတွက်ငါစိတ်မကောင်းဘူး She lost her job I feel bad for her ဟောသူအလုံးမရှိပြန်ဘူးဒါမှမဟုတ်သူမအတွက်စိတ်မကောင်း Never knit I feel bad က I feel guilty ကိုအပြစ်ရှိတယ်လို့ခံစားလိုက်ရတာအဲ့ဒါနဲ့လည်းအလားတန်တူတယ်ညီမလို့ဆိုရင်တော့ဒီညမှာအားနာတာလို့ကျွန်တော်တို့ဆွဲပြီးတော့သုံးလို့ရတာပေါ့ Hey bro I forgot your birthday I feel bad ဟောငါမင်းမွေးနေ့ကိုမေ့သွားတယ်ကွာအားနာလိုက်တာဒီလိုပြောလို့ရတာပေါ့နော် Never thought I feel bad က I feel regretful အဲ့ဒါနဲ့လည်းအလားတန်တူတယ်ကိုလှုပ်လိုက်တဲ့အရာအတွက်စိတ်မကောင်းဖြစ်မိတာ I feel bad about what I said earlier ငါခုနကပြောလိုက်တာအတွက်ငါစိတ်မကောင်းဖြစ်မိတယ်ကွာမြန်မာလို့ဆိုရင်တော့ဟိုအားနာလိုက်တာ Never lay I feel bad က I feel absent လေအလားတန်တူပါတယ်ပြောချင်တဲ့သဘောတရားကကိုယ်စိတ်ထဲမှာစိတ်နေရထိုင်တာအဆင်မပြေဘူးကမောင်းဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုရည်ညွှန်းရင်လေ I feel bad I just feel bad today I don't know why ဟောငါဒီနေ့ငါစိတ်ဘယ်လိုဖြစ်နေတယ်မသိဘူးနေရထိုင်တာအဆင်မပြေဘူးကွာ Never ငါ I feel bad က I feel sympathy တစ်ဖက်လူကိုနားလဲပြီးကိုချင်းစာပြီးဂယုဏတတ်မိရင်လေ I feel bad ကိုပြောပါတယ် I feel bad you had to deal with that by yourself ကြည့်ပါဦးမင်းဒီဥစ္စာကိုမင်းတယောက်တည်းပဲเนาะဖြည့်ရှင်းရတာငါမင်းအတွက်เนาะဂယုဏတတ်မိပါတယ်ကွာ I feel bad no one help you အိုးကြည့်ပါဦးမင်းကိုဘယ်သူမှမကူညီကြဘူးလားငါဒီအတွက်ငါမင်းကိုနားလေတယ်ကွာငါကိူနာဖြစ်မိတယ်မင်းကို I feel bad ဒီ I feel bad နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုကျွန်တော်မျှဝေပါမယ်လွန်ခဲ့တဲ့လတုန်းကကျွန်တော်ရဲ့တငယ်ချင်းဒီတယောက်ကကျွန်တော်တငယ်ချင်းဓမ္မမွေးတဲ့တရားပေါ့သူ့အိမ်မှာဟိုရွှေ့စရာပစ္စည်းလေးရှိလို့ပေါ့နော်ကျွန်တော်လှမ်းပြီးတော့အကူကြီးတောင်းတယ်။နောက်ကျွန်တော်လည်း okay ကူညီမယ်ပေါ့။ဟုတ်ပြီအကုန်လုံးရွှေ့ကူညီပြီးလဲပြီးရောသူကျွန်တော်ပတ်စံပေးတယ်။ဆိုကျွန်တော်သိတဲ့တိုင်ဟောမယူဘူးရတယ်ငါမင်းကိုလာကူညီတာပေါ့လေ။သူအဲ့မှာဘာပြောသလဲဆို if you don't accept I would feel bad ဒီနေရာမှာကျွန်တော်တို့က direct ဘာသာပြန်လိုက်မယ်ဆိုရင်တော့မင်းငါပေးတဲ့ပတ်စံကိုလက်မခံဘူးဆိုရင်ငါအားနာလိုက်တာပေါ့ကွာဒီလိုပေါ့နော်ကျွန်တော်တို့အားနာတာပေါ့ဆွဲပြီးတော့ဘာသာပြန်လို့ရတယ်ဒါမှလည်းသူတို့ဒီတိုင်းပဲရှိတာသူတို့ခံစားချက် number 1ကပါလဲဆို appreciate ဖြစ်တာကိုလာပြီးတော့ကူညီတော့အတိမတ်ပြုတဲ့အနေနဲ့ကိုပတ်စံပေးတာ appreciate number 2သူတို့ကဘာလဲဆိုတော့ guilty သူကိုပါလဲဆိုတော့ဟို
အပြစ်ရှိတယ်လို့ခံစားရတာဘာကြောင့်လဲဆိုတော့तू ကသူများကိုခေါ်ပြီးတော့နော်အကူကြီးတောင်းလိုက်တယ်သူတို့စိတ်ထဲမှာဟာငါဒီကောင်ငါပတ်စံပေးတယ်ဆိုတော့ तू မယူဆိုရင်ငါသူ့ကိုပဲခေါ်ပြီးတော့ use လုပ်လိုက်တာလားဒါမှမဟုတ် take advantages နော်အသုံးချလိုက်တာလားနော်အမျက်ထုတ်လိုက်တာလားသူတို့တကြောင်မလို့သူ့ကိုယ်သူနော်အပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ကြောင့် I feel bad number 3သူတို့ပါလဲဆိုတော့ respect ထားတယ်လူတယောက်ကလာပြီးတော့ဒီမှာကူညီတယ်နော်သူအချိန်ပေးရတယ် effort သူ့ရဲ့လောကဒါနတွေပေးလိုက်ရတယ်အဲ့ဒါကိုသူတို့ကလေးစားတဲ့အနေနဲ့ပြန်ပြီးတော့သူတို့ကပတ်စံပေးတာဒါကြောင့်မလို့ကိုကမယူဘူးဆိုရင်ဒီအတွက်လဲသူက I feel bad ဒီလိုဆိုရင်ကျွန်တော်တို့ I feel bad ကိုထွေတိုင်းတိမ်ကြုံပြီးတော့အာနာလိုက်တာလို့ပြောလို့မရတော့ပါဘူးသူ့ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကသုံးတဲ့အသုံးနှုန်းတွေအဓိပ္ပာယ်လေးတွေအယူအဆလေးတွေလွဲသွားပါတယ်ဒါကိုကျွန်တော်ဒီနေ့မျှဝေရခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တကယ်ချင်းလဲသဘောပေါက်လောက်မယ်လို့ထင်ပါတယ် I feel bad ဘလို့အခြေအနေမှာသုံးလဲကျွန်တော်တို့တည်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာတွေ့ရနော် bye bye please subscribe my YouTube channel thank you